Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အချိန်အကြောင်းပြောရအောင်เนาะအချိန်အကြောင်းပြောမယ်ဆိုရင်သူက subject မရှိဘူးပေါ့เนาะ subject မရှိတဲ့အတွက်ကြောင့်မို့ ITS ဆိုတဲ့ dummy subject နဲ့တွဲပြီးသုံးပြရတယ် verb ကတော့ is ဖြစ်တယ်ပေါ့เนาะ it is ပြောပြီးတော့အနောက်မှာကိုပြောမယ်အချိန်ကိုထည့်ပေးမယ်ပေါ့เนาะဥပမာ9နာရီ6နာရီပေါ့เนาะစသဖြင့် okay အချိန်အကြောင်းမပြောခင်မှာဒီ verb ကိုနားလည်ဖို့လိုတယ်ပေါ့เนาะဒီ verb to be ကိုအရှိ view တွေမှာလည်းပေါ့နော်လူပုဂ္ဂိုလ်တယောက်ယောက်ကတနေရာမှာတည်ရှိနေတဲ့အရာဝတ္ထုတစ်ခုခုကတနေရာမှာတည်ရှိနေတယ်ဆိုရင်လည်း verb to be နဲ့သုံးတယ်အလို့အကင်ကြောင်းပြောရဆိုလို့ရှိရင်လည်း verb to be နဲ့သုံးတယ်ပေါ့နော်ဆိုတော့ verb to be ကအရန်သုံးရတယ်ဒါကြောင့်မို့ဒါကိုကြည်ကြည်လေးလေးတီးဖို့လိုပေါ့နော် okay ဒီအချိန်အကြောင်းပြောမယ်ဆိုလို့ရှိရင်လည်း verbကပေါ့နော် verb က verb to be ကိုသုံးတယ် okay verb to be ရဲ့ present tense က for one ကပါနော် am is are ဖြစ်တယ်ဒီမှာတော့အချိန်ကတစ်ချိန်မှာအချိန်ကတစ်ခုတည်းဖြစ်တဲ့အတွက် is နဲ့တွဲမှာပေါ့နော် subject ကတော့ it ဖြစ်တယ်ပေါ့နော် okay ဒီမှာကြည့်အောင်နော်ပုံမှာကြည့်မယ်ဆိုရင်ဒါဘယ်နှနိုင်ထိုးပြီလဲဟုတ်တယ်9နိုင်ထိုးပြီကဲ9နိုင်ထိုးတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ okay ဒီမှာ subject က dummy subject လို့ခေါ်တယ်နော်9နိုင်ကြီးက object ဖြစ်တယ်verb က is ဖြစ်တယ် subject ကဒီမှာမရှိဘူးအဲဒါကြောင့်မို့ dummy subject ဆိုတဲ့ it ပေါ့နော်ရောင်ပြ subject လို့ခေါ်မှာပေါ့နော်ဒီမှာလို့ဆိုရင် subject အတူလေးထည့်ပြရတယ်ပေါ့ဒါမှစာကြောင်းကပြည့်စုံတယ်ပေါ့ဘာလို့လဲဆိုတော့အင်္ဂလိပ်တွေက subject verb object သူ့ရဲ့အခြေခံသဘောတရားဒီလိုလာတယ်ဆိုတော့ subject မရှိဘဲနဲ့ is 9လို့ပြောလို့မရဘူးအဲဒါကြောင့်မို့ dummy subject ဖြစ်တဲ့ it ရောင်ပြ subject လေးကိုထည့်ပေးရခြင်းဖြစ်တယ်ပေါ့နော် it is it is ဒီမှာကိုထည့်ခြင်းနဲ့အချိန်ကိုအနောက်မှာထည့်တယ်အခုက9နိုင်ထိုးပြီပေါ့နော်ပုံမှာ it is 9 o'clock okay ဒါကိုအတူကောက်နေနဲ့ it is ကိုအတူကောက်က it's လို့တန်တယ်ပေါ့နော် it's 9 9အဲ့ဒါလည်းရတယ်ပေါ့နော် okay ဒီမှာလည်းကြည့်ကြည့်ပါနော်ဒီနိုင်မှာဆိုလို့ရှိရင်6နိုင်နဲ့45ရှိပြီပေါ့နော် okay subject က it dummy subject နဲ့ပြောမယ် okay it ဒီ verb ကကြတော့ဖြစ်ပြီပေါ့နော် is ရှိပြီနော်ဘယ်နှနိုင်ရှိပြီလဲ is နော် it is okay နိုင်ယူပြောမယ်6နိုင်45ဆိုရင်ဘယ်လိုလဲပေါ့နော်6:45ဒါသူတို့နေ့စဉ်ပြောနေကြတယ်ပေါ့နော်ဒီလိုပဲပြောလိုက်တယ်6:45 okay it's 6:45ဒါမှမဟုတ်ရှေ့ကောင်းနေနဲ့ it is 6:45 okay နောက်တစ်ခုကြည့်အောင်ဒါဘယ်နှနိုင်ထိုးပြီလဲဟုတ်တယ်တနိုင်ခွဲရှိပြီ okay တနိုင်ခွဲကိုနှစ်မျိုးပြောလို့ရတယ်နော် okay ပထမတနည်းအလွယ်နည်းပေါ့နော် it's တနိုင်ဆိုတော့1ခွဲဆိုတော့မိနစ်30ပေါ့နော်အဲဆိုရင်1:30အလွယ်နည်း okay နောက်တစ်မျိုးပြန်ပြောကြည့်အောင်တနိုင်ခွဲအကွက်ခွဲကိုပြောမယ်ပေါ့နော် half past okay it is 1:30တနိုင်ခွဲပေါ့နော်ဒီမျိုးပြောလို့ရတယ် okay ဒါဆိုလို့ရှိရင်ဒီနေ့လေ့လာတဲ့အချိန်ကိုပြောတဲ့နည်းလေးကိုအတန်လေးကိုသိသွားမယ်လို့ယုံကြည်ပါတယ်အချိန်ကိုပြောမယ်ဆိုရင်ပြန်နှွေးကြည့်အောင်เนาะ subject က subject မရှိတဲ့အတွက်ရောင်ပြ subject it ကိုဆွဲပြီးမှသုံးရတယ်ပေါ့เนาะ verb ကကြတော့ဖြစ်တည်ရှိတည်ဆိုတဲ့ verb to be ရဲ့ verb 1 is it is okay ပြီးတော့ကိုပြောချင်တဲ့အချိန်ကိုပြောမယ်ပေါ့เนาะ it is ပေါ့เนาะအချိန်ကိုအနောက်မှာထည့်မယ် okay အခုလေ့လာနေတဲ့သူတွေအားလုံးလည်းအချိန်ကိုပို့ပြီးမှနားလည်သဘောပေါက်အောင်လို့ comment မှာဒီအင်စာလေးလုပ်ခဲ့ပေးပါအောင်เนาะအခုဘယ်နှနိုင်ထိုးပြီလဲ it is အတူတူလေ့လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အင်္ဂလိပ်စာတွေကိုနေ့စဉ်လေ့လာမယ်ဆိုလို့ရှိရင် Slow English Channel ကို subscribe လုပ်ထားရအောင်เนาะ see you